ဒီနေ့ဘဝမှာအပြောဆုံးနေ့တစ်နေ့ပေါ့နော်ဒီနေ့တော့ကိုရမ်းလို့ကျင်နေတဲ့အရာကိုကိုချစ်ရတဲ့ကောင်မလေးက live ဝယ်ပေးမယ်ဆိုတဲ့ feeling ကအဲ့ feeling ကိုမိုက်တယ်ပါအခုကကင်မရာတော့မှာဖြစ်ပါတယ်ဘာကင်မရာလဲဆိုတော့ရောက်မှာပဲကြည့်ပါနော်ဝယ်ပေးမဲ့ကောင်မလေးကတော့ဒီမှာပါကုန်းပြီစီလေးသွားနေပါပြီဝယ်မဲ့ဆိုင်ကတော့ image မှာပါရုတ်တရက်ဆက်ဆက်ပဲဖြတ်တန်းနေဟုတ်တယ်ချက်ခနဲ့ဆိုဝယ်လိုက်တာချက်ခနဲ့ဆိုအားရတော့လိုချင်တဲ့ lens ပါ35 1.4ကဲချက်ကလေးတော့ဝယ်လာပေးဖို့ပါပြီသူလည်းအရင်ပြောနေပါတယ်လန်စ်ကတော့မရသေးဘူးဘယ်လန်စ်နဲ့အဆင်ပြေမလဲဆိုတော့မသိသေးလို့ရ prime လန်ဝယ်ရမလား zone လန်ဝယ်ရမလားဆိုတော့မသိသေးလို့အမေဝယ်ပေးရကောင်မလေးလည်းကျေးဇူးတင်ပါတယ်နောက်ဆုံးတော့ကန်နွန်ဘွားနေဆိုတော့ဘွားပြောင်းသွားပါပြီလောကအခုဒီကိုအိမ်မက်လိုပဲတင်နေသေးရအော်နေတော့ကင်မရာကနာပြောဒါတော့တော့ကနေပြီးတော့ပြန်တော့ကင်မရာဝယ်ပြီးအောင်ပွဲခံတာအောင်ပွဲခံတမင်တမယာတီးတုံးနေတော့တော့မှတမယာတီးတုံးရရနော်ဟုတ်တယ်တော့မှတမင်ဆက်ချင်ပါရဲ့ခဏနေကလား